အားလုံးကတော့အိတ်ကုန်ပြီထင်ပါတယ်ကျွန်တော်ကတော့ခုနကမန်နေထဲမှာတွေ့တဲ့ဘာခေါ်လဲနက်ခတ်ဆောင်ထဲအောင်မူလေးကိုလိုက်ပဲလွှင့်ရမလားအများဆုံးစဉ်းစားနေတဲ့ဗီဒီယိုလေးပဲဖြည်းလောက်ပါကွာဗီဒီယိုလေးပဲရိုက်တင်လိုက်တယ်အဲ့လိုလဲဆိုတော့အကုန်လုံးလည်းအိတ်နေကြပြီဒီကောင်ဖြစ်စဉ်ကတော့ကျွန်တော်နေသေးတယ်ဗျဒါပေမဲ့ခုနဘာခေါ်မလဲပထမပိုင်းလိုက်မှာပြခဲ့တဲ့အကွက်တွေနဲ့ဆိုရင်အရင်များတော့မှလည်းစိတ်ပူခဲ့ဒါပေမဲ့ဒီဥစ္စာတွေကလို့ထွက်သွားရင်လည်းကျွန်တော်မိသားစုတွေမရလိုက်မှာဆိုလို့ပေါ့နော်ကွက်ကတော့ချုပ်ပလိုက်တယ်ဗျာပထမဦးဆုံးကျွန်တော်ပြထားတာကတစ်မျိုးပေါ့အခုထပ်ပြီး sun upgrade လုပ်လိုက်တာပေါ့နော်ပထမဦးဆုံးပြထားတာလေကျွန်တော်တို့ဟိုနေ့မှာရှိတယ်15ရက်အင်္ဂါနေ့မှာ15ရက်9လ2025အင်္ဂါနေ့ပါရကျွန်တော်ရက်စွဲတော့သိမှမမီတော့အဲ့ဒီမှာရှိတယ်15ရက်မဟုတ်ဘူးဟုတ်တယ်15ရက်9လ2025ရက်နေ့မှာကျွန်တော်အဲ့ဒီဒီဇက်အရင်အဟောင်းပြထားတာရှိအင်္ဂါနေ့ပေါ့နော်အဲ့ဒီပြန်ကြည့်ရင်ပြန်နှိုးလို့ရတာတော့ကျွန်တော်အရင်ပြတော့ကခေါင်း3နဲ့5နဲ့နှစ်ခတ်နောက်အောက်မှာဆက်ပြီးတော့ခွန်နဲ့3ညနဲ့နှစ်ခတ်ဖြစ်ခဲ့ရင်3539ခွန်အကွေဆိုပြီးတော့ကျွန်တော်ပြထားတယ်เนาะအဲ့ဒါလည်းဟိုရှင်းနဲ့3နဲ့နှစ်ခတ်6နဲ့9နဲ့နှစ်ခတ်ဖြစ်ရင်1 6 6 9အခွေဆိုပြီးပြထားတယ်ကျွန်တော်မိသားစုတွေအဲ့ဒီတော့အဲ့နှစ်ကြိမ်ပဲရှိတယ်အဲ့နှစ်ကြိမ်ပဲဟိုမှာသူတို့ဒီမှာပေါက်ကြတာဒီမှာရကြတယ်ဒီမှာက3ညခွန်35လို့ဖြစ်လာအဲ့လိုဖြစ်တဲ့အတွက်3ညခွန်35အခွေဆိုတော့ဒီမှာ90ပေါက်ကြတယ်ဒါပေမဲ့ကျွန်တော်အခုအဲ့ဒါကို upgrade ပြန်လုပ်လိုက်တယ် upgrade ပြန်လုပ်လိုက်တယ်ဆိုတော့နည်းနည်းတော့ရှုပ်သွားမလားရှုပ်တော့မရှုပ်တော့ပါဘူးနော်ရှုပ်တော့အဲ့တော့ဒီလိုလုပ်မယ်ဗျာခုနက site ကို35ခွန်3ညဖြစ်လို့ရှိရင်ပထမဦးဆုံးကျွန်တော်တို့က35ခွန်3ညပါတဲ့ key break နော်35ခွန်3ညပါတဲ့ key break ဆိုတော့ဒီတစ်ချိန်ပြမယ်နောက်ဟာတွေတော့ဒီအမှဒီအများကြီးပေါ့ဗျာ33ည3နှစ်3 4 3ခွန်ပေါ့58 53ည5နဲ့55ပေါ့ခွန်6ခွန်8ခွန်3ညခွန်3ပေါ့3ည3 3ည5 3ညခွန်3ည3ညဆိုပြီးတော့သူကလေးလေး16နဲ့32ဘာညာအာရီဝါရီဖြုတ်ရတဲ့တစ်မျိုးပေါ့အဲ့လိုကြီးတစ်ခါပြီးတော့မှဒီ35ခွန်3ညဆိုတဲ့တစ်ခါကျွန်တော်ကပ်ပင်ဖမ်းခြင်းလို့အဲ့လိုဆိုတော့အမှကျွန်တော်တို့အဲ့လို35ခွန်3ညပါတယ်35ခွန်3ညပရိဆိုသူ့အောက်မှာ55ဆိုတော့ဟို55ထွက်တယ်ဟုတ်ပြီအဲ့ဒါတစ်ချက်ပေါ့အဲ့ဒီတစ်ချက်မှာကျွန်တော်အကွက်ပြန်ချုပ်လို့ဆိုအဲ့လိုဖြစ်လို့ဒီ53ညပါတယ်53ညပရိလားအဲ့ဆိုကျွန်တော်တို့နှစ်ကွက်ဟိုလည်းမရှိမယ်
9 3ညပါတယ်9 3ညပရိဆိုရင်9 3ည3ည5 3ည3ည9 3ည9 5 3ည3ညဆိုလို့ရှိမယ်အကွက်ကျင်းသွားတယ်အဲ့တော့ဒီမှာ9 5ထွက်တယ်အဲ့ဒါပြီးတော့မှသူက3 5 3ညခွန်အခွေအဲ့လိုဆိုရင်ပို့ပြီးတော့အဆင်ပြေမထင်လို့ကျွန်တော်အဲ့လိုယူလိုက်တယ်အဲ့တော့ပြန်ပြောရရင်နှစ်ချက်ဒီလိုဖြစ်လို့9 3ညပါတယ်9 3ညပရိတခါအဲ့ဒါထွက်တာနဲ့ကျွန်တော်တို့ကဒီမှာအခွေချရုံပဲဟုတ်ပြီနော်အဲ့တော့နောက်တစ်ခုကလည်းဒီမှာဒီရှေ့6ခုဖြစ်တယ်ကျွန်တော်ဒီ key break မပြောတော့ဘူးအလွယ်ပဲပြောတော့မယ်အဲ့တော့နံပါတ်1အချက်ဒီ1 9ပါတယ်1 9 break ဆိုတော့1ပါတယ်9 break 8 1လို့ထွက်တယ်အဲ့ဒါပြီးရနဲ့8 1 9 6အခွေ6 8ထွက်တယ်နောက်တစ်ခုဒီမှာ3ညခွန်3 5ဖြစ်တယ်အဲ့လိုဖြစ်တဲ့အတွက်ခွန်9ပါတယ်ခွန်9ပရိဆိုတော့9ပါတယ်ခွန်ပရိနဲ့9ထွက်တယ်ပြီးတာနဲ့3ညခွန်9 3အခွေ9 3ညထွက်တယ်ရှင်းမယ်နော်အဲ့ဒါဆိုရင်ကျွန်တော်တို့ကအခုဒီမှာဖြစ်ပြီခွန်3ညဆိုတဲ့နှစ်ခတ်ရယ်9 6ဆိုတဲ့နှစ်ခတ်အဲ့တော့နှစ်ခတ်တူခုနအတိုင်းဆိုရင်ကျွန်တော်တို့က3ည6ပါတယ်3ည6ပရိ3ည6ပါတယ်3ည6ပရိဆိုတော့များတော့များကုန်မယ်နော်အဲ့မှာကျွန်တော်တို့တစ်ခုကောင်းတာကဒီကောင်နဲ့လာကြိုက်တယ်ပေတံနဲ့ကြိုက်တယ်အဲ့တော့3ည6ကြီးပရိဆိုလို့ရှိရင်ကျွန်တော်တို့ဘာရှိလို့ဆို3ည6ဒီ6ဆိုပြီးတော့3ခွက်ရှိမယ်နော်3ခွက်ရှိမယ်ဆိုတော့အခုကျွန်တော်တို့အဲ့3ခွက်လုံးကလည်းဒီမှာလာပြီးတော့ပေတံနဲ့လာကြိုက်နေတော့တွေ့ရတယ်နော်အဲ့တော့ကျွန်တော်တို့မနေ့ကင်းကိုဘာတွေမနေ့ကအကွက်တွေတော့များသွားတယ်တစ်ခွက်နှစ်ခွက်သုံးခွက်၄ခွက်ရယ်နှစ်ခွက်6ခွက်6ခွက်3ခွက်ဆိုတော့9ခွက်ဆို18ခွက်တော့ရှိမယ်နော်18ခွက်တော့ရှိမယ်အဲ့တော့ခွက်ကတော့တော်တော်ကြီးများသွားတယ်ဒါပေမဲ့အမှကိုကြိုက်တာလေးကိုဟိုရင်းပြုတ်ပြီးတော့ဘယ်လိုပြောရမလဲစင်ပြေသူသာကြည့်ပြီးတော့ကစားကြပါဗျာကျွန်တော်စိတ်လည်းပူတယ်နော်အဲ့တော့ဒီဗီဒီယိုမတွေ့မှလည်းစိုးရင်ရတယ်ဘာဖြစ်ဖြစ်ဒါဆိုလို့ရှင်းပါလိမ့်မယ်ကျွန်တော်နောက်တစ်ခေါက်ပြန်ပြောမယ်တကယ်ထိုးရမယ့်ကောင်ဒီထွက်ကျင်တော့မထွက်ကျင်ဒီ၄ခွက်ဒီ2ခွက်ဒီ3ခွက်ဒီ site ကလည်းပြပြီးသားပဲเนาะအဲ့တော့ဒီရှိတဲ့သူအားလုံးတူချင်းတယောက်ချင်းစီချမ်းသာခြင်းဒုက္ခကြမ်းမာခြင်းဒုက္ခနဲ့ပြည့်စုံနိုင်ကြပါစေဘယံခတ်သိမ်းကင်းခြင်းကြပါစေလို့မေတ္တာပို့ဆုတောင်းနေပဲကျွန်တော်ဗီဒီယိုလေးကိုအဆုံးသတ်လိုက်ပါတယ်အားလုံးဉာဏ်လှည့်ရခြင်းကင်းကြပါစေဗျာ